skirt တူလေးတွေဝတ်တဲ့ခါကျရင်ခြေသလုံးလေးတွေတုပ်နေလို့မိကိုယုံကြည်မှုနည်းနေတယ်ပြုံမေတို့ရှိလားမင်္ဂလာပါဒီ channel ပါဒီနေ့မမကခြေသလုံးတုပ်နေတဲ့ပြုံမေတို့အတွက်ခြေသလုံးကြက်သားလေးတွေကိုအသုံးပြုပြီးတော့ကစားရမယ်ကစားနည်းလေးကိုမမကဝေမျှပေးမှာဖြစ်ပါတယ်အဲ့တော့ဒီကစားနည်းလေးကိုအလေးသုံးပြီးတော့လည်းကစားလို့ရတယ်ခုမှစကစားရညီမလေးကိုဆိုရင်အလွတ်ကစားပေးလို့ရတယ်နော်အလေးသုံးမယ်ဆိုရင်လည်းတစ်ဖက်မှာအလေးကင်ပြီးတော့ကစားမယ်မမကတော့အလွတ်ကစားပြပေးမယ်နော်ဟုတ်ပြီကစားနည်းလေးကိုမရှင်းပြပေးပါမယ်တော့မတို့အရင်ဦးဆုံး6ထောက်ကိုရဲ့ပခုံးကျဲလောက်လေးထားမယ်ခြေဦးလေးကိုတက်ထားပေးမယ်နော်ခါလေးထောက်မယ်မတို့ပြီးသွားရင်ခြေပြားလေးကိုထောက်လိုက်မယ်ပြီးရင်ဖြည်းဖြည်းလေးပြန်ချမယ်ပြန်ချတဲ့အခါကျန်းနေဒီမချဘူးเนาะချောက်ကလေးကိုညှစ်ပြီးတော့ထားမယ်เนาะပြီးရင်ခြေပြားလေးထောက်မယ်ဖြည်းဖြည်းလေးပြန်ချမယ်ခြေပြားလေးထောက်မယ်ဖြည်းဖြည်းလေးပြန်ချမယ်ခြေပြားလေးထောက်မယ်ဖြည်းဖြည်းလေးပြန်ချမယ်ဒါလေးကိုညီမလေးတို့10ကပြုလုပ်ပြီးပါ10ကလုပ်ပြီးသွားပြီဆိုရင်ပုံစံလေးပြောင်းမယ်ဒီကောင်မတို့ဖနှောင့်လေးကိုအထဲမှာထားလိုက်ပြီเนาะအဲ့တော့ဖြည်းဖြည်းလေးချမယ်ညှစ်မယ်ဖြည်းဖြည်းလေးပြန်ချမယ်ခြေပြားလေးကိုထောက်ပြီးတော့ညှစ်ထားမယ်ပြီးရင်ဖြည်းဖြည်းလေးပြန်ချမယ်ညှစ်ထားမယ်ဖြည်းဖြည်းလေးပြန်ချမယ်ဒီကစားနည်းလေးကို10ကစားပြီးမယ်เนาะအဲ့တော့မမပြောလိုက်တဲ့ခြေဦးတက်ထားပြီးတော့ကစားမှာက10ကနှောင့်လေးအထဲမှာစုံပြီးတော့ကစားမှာက10ကနှစ်မျိုးပေါင်းရင်တကြော့လို့သတ်မှတ်ပြီးတော့၄ကြော့ဒီမှာလေးတို့အောက်ပိုင်းဆော့ရရက်ကလေးတွေမှာထည့်သွင်းကစားပေးလို့ရပါတယ်အဲ့တော့ဗီဒီယိုလေးကပြုံမေတို့အတွက်အကျိုးရှိမယ်လို့မကမျှော်လင့်ပါတယ်ပြုံမေတို့အတွက်အကျိုးရှိရဆိုရင်တခြားသူတွေကိုဝေမျှပေးဖို့အတွက်မကတောင်းဆိုလိုက်တယ်เนาะနောက်ထပ်သိချင်တဲ့လေ့ကျင့်ခန်းလေးတွေဘဟုတုတလေးတွေရှိခဲ့တယ်ဆိုရင်လည်းမောက် comment box မှာမိထားပေးလို့ရပါတယ်ဒီထက်အသေးစိတ်ကြရဲ့လေ့ကျင့်ခန်းလေးတွေနဲ့မိမိတို့ရဲ့ခန္ဓာကိုယ်ကိုချိုးစားလေးတွေကိုပုံဖော်ခြင်းနဲ့ဆိုရင်တော့မတို့ရဲ့ online class တစ်ခုဖြစ်တဲ့ Body Mass Program လေးကို join ဖို့အတွက်မကဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီ channel ဖြစ်ပါတယ်